ဒီမန်နေဂျာဆိုရဲဟာကြီးလေဘယ်ဥက္ကပတာလဲတိဒီလောက်ငါအလုပ်ကြိုးစားနေတော့တခါမှအကောင်မပြောတထေးစေးကြရင်တမျိုးဝန်နန်းနဲ့စေးကြရင်တော့တမျိုးငါလာလေအကဲချက်တိုင်ဆိုလေဒီတော့အကယ်ဒမီပေးဖို့ပေးတယ်ဟမ် The Heaven နဲ့အေးတွေ့မယ်ငါနဲ့ဟဲ့အော်ဘာဝင်ဆောင်မှုများပေးရမလဲရှင်ဟဲ့ဘာမှလုံမနေဘူးဟိုမှာနင်တို့ဆိုင်စင်မှာခဲလုံးကြီးနင်တို့ချထားလားဟမ်ခုနကခလုတ်တိုက်သွားပြီအေးငါတစ်ခုခုဖြစ်လို့လားနင်တို့ဆိုင်လုံးလွဲမယ်ထင်နဲ့ကြောက်လိုက်တာအမရဲ့နေစမအောင်ဒါနဲ့နေရဒီဆိုင်ရဘာရလို့လဲအော်သမီးကဒီမှာမန်နေဂျာလေအော်ထင်သားပဲအဲ့ဒါမှမဟုတ်လေအချိုးမပြေဖြစ်နေတာပေါ့အမောက်ကြီးရလေတော်တော်လေးအချောတင်းတဲ့ပုံပဲနော်ဟဲ့ဘာစကားပြောရလဲအကြောတင်းတာလေငါတက်တယ်အကြောတင်းတာမဟုတ်ငါတို့တယုံလုံးကအကြောတင်းတာနော်အေးငါတို့ကမန်နေဂျာအကြောအတင်းဆုံးပဲအော်ဒါကြောင့်ဒီလောက်တောင်မှအကြောတင်းနေတာလာစမတို့ဆိုင်မှာလေဖူမာဆက်ဝိုင်းမာဆက် traditional body massage signature body massage ရဲ့စစ်ချက်ထုတ်ရဲဆိုပြီးတော့အကုန်ရတယ်အမရဲ့ဖူမာဆက်ကလေ happy hour အတွင်းမှာလာမယ်ဆိုလို့ရှိရင်မိနစ်40မှာ9000နဲ့ပေးရတာအမရဲ့ကျမတို့ဆိုင်ကိုလာမယ်ဆိုလို့ရှိရင်တော့လမ်းမတော်မြို့နယ်အမှတ်59မြင်းညီတက်10လမ်းမှာရှိတယ်ရှင်အနော်ရထားလမ်းဘက်ကနေဝင်ခဲ့နော်အော်အနည်းလေးခံပြီးသွားပြီဆိုတော့ဘယ်လိုနေသေးလဲအမအကျော်တွေကိုပြေးသွားတာပဲကောင်းတဲ့ညမလေးရဲ့တမီကုံထွက်နေတဲ့ဒေါသတွေတောင်မှလေဘယ်ရောက်သွားမှန်းသိတော့အမရဲ့အတန်ကိုကြားလိုက်တာနဲ့လေအမအကျော်မတင်းနိုင်တော့ဘူးဆိုတာသိတော့အားမင်းပြန်ကြားရင်လေတယုံလုံးမှာအကျော်တင်းနေတဲ့သူတွေအားလုံးဒီကိုခေါ်လာခဲ့ဦးမယ်မလေးအမကြီးလာခဲချလိုက်တော့အမကိုလေ promotion တွေပြီးရအတွက်ရောပြီးတော့စားပစ်အကောင့်လေးပြီးရအတွက်ရောကျေးဇူးပါညီမလေးအစနဲ့ရှင်းပြီးဆိုတော့အမပြန်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါတတာပါဒီမှာစင်တိုးတွေလည်းအကျော်လာတင်းမဲ့လို့တော့မစင်စားရင်နော် The Heaven က promotion နဲ့တွေ့သွားမယ်